ဂိမ်းဆော့တာကြိုက်တဲ့ကျွန်တော်တို့ညီကိုတွေအတွက်တက်ကြည်မိုဘိုင်းကို144 fps ပို့ပေးတဲ့ဆိုတဲ့ IQ Neo 10ကို gaming တက်လုပ်ပေးသွားမှာပဲဖြစ်ပါတယ်အားလုံးမင်္ဂလာပါပထမဆုံးကြိုပြောချင်တာကဒီထိုင်းမှာရောက်နေတဲ့ IQ Neo 10ဆိုတာကကျွန်တော်တို့ဒီ stable မှာရောက်နေတဲ့အလုံးနဲ့မတူပါဘူးပေါ့နော်ဒီဗီဒီယိုမှာတော့ကျွန်တော်တို့ဖုန်းအကြောင်းကိုပြောမှာမဟုတ်ပဲဂိတ်တက်ကိုပဲအဓိကစမ်းသပ်သွားမှာပဲဖြစ်ပါတယ်တခါတည်းပုံစည်းတင်မီနီမှာဆိုလို့ဒီကမှာကတော့ထိုင်းမှာ1599နဲ့1999ဆိုပြီးတော့ဈေးနှမျိုးရွေးချယ်လို့ရမှာပဲဖြစ်ပါတယ်အဲဒီတော့ကျွန်တော်တို့ဂိတ်ပဲချမ်းကိုပဲသွားလိုက်ကြရအောင်ဘော်ရောအဲ့ဒီပွဲသွားဟိုးနာမှာပွဲပြင်အဲ့ဒီနာမှာပွဲကြီးပွဲကောင်းဖြစ်နေဒီကောင်းဟင်ဘောလို့သာပြောတာဘောကလည်းစကီကျန်းလိုက်ခေါင်းပဲနားဟိုအောင်မှာဟာကျမ်းမလားကျမ်းလာခဲ့ဆွဲခြင်းလာခဲ့တော့တကောဟိုနာမတကောကျန်းလာတယ်ငါဘာရမ်းတယ်လားတဲ့ what the fuck နောက်နေတကောင်ဘယ်မှာတော့အားပဲလေကျန်းချင်းလို့ပြောကျန်းချင်းတို့ကျန်းကြည်ရလောက်ကောပါမထမလားဒီနာမတကောင်ကတွေ့လိုက်ပါတယ်ငါကားသွားမယ်ဝေးကနေလမ်းပြည့်နေတကောင်ပဲကနေပြည့်နေညီတော်အားနေဝါနေတယ်ပြည့်တော့ကွာဟိုမှာလည်းတကောင်Look sure. Where come on, come here. Who's in pain about it? Body in pain. You beat a woman, see, I'm a G zone. ဒါပဲလေဂိတ်ကပြီးသားပြီဆိုတော့ဒီမှာမေးစရာရှိတာကဂိတ်ဆော့လို့ကောင်းလားဘယ်လိုနေလဲအဆင်ပြေလားရွေးချယ်သင့်တာလားစတဲ့ဒီမေးခွန်းတွေပဲဖြစ်ပါတယ်ဒီမေးခွန်းတွေကိုဖြေဖို့စကားအစီအဒီတော့ကျွန်တော်ဒီဗီဒီယိုမှာမပြောချင်တော့ဘူးပေါ့နော်ဗီဒီယိုလည်းနည်းနည်းကြာပြီဆိုတော့နောက်တဲ့ဖုန်းရဲ့အသေးစိတ် review မှာအဲ့ဒီမေးခွန်းတွေကိုကျွန်တော်အသေးစိတ်ပြပြီးမယ်သို့တော့ဒီဗီဒီယိုထဲမှာလည်းကျွန်တော်ဖြေချင်တာတစ်ခုပဲရှိတယ် yes လို့ပဲကျွန်တော်ပြောချင်ပါတယ် okay နောက်တဲ့ပုံရဲ့အသေးစိတ် review ကြည့်ဖို့အတွက်ကျွန်တော် channel လေးကို subscribe လေးနှိပ်ပေးတာဖို့မမေ့ပါနဲ့လို့မှာချင်ပါတယ်ထောက်ဆံတိုင်းကျွန်တော်ကတော့ force ပါခင်ဗျာ